ဝါဒီနေ့ပေါင်းလောင်းလမ်းမပေါ်ကအချက်ချကြတဲ့နေရာမှာအမီပေါက်ပြောင်းလို့ရတဲ့ကြရံမီပေါ်ကအသစ်နေတိုက်အသစ်ဆက်ဆက်လေးကို3900နဲ့ပိုင်ဆိုင်ခွင့်ရဖို့ဆိုတဲ့အခွင့်အရေးတစ်ခုကိုပြောပြချင်ပါတယ်။အခုဝါပြသမှာကတော့ဝနဒီပရက်ကွက်ထဲကလူကြိုက်များတဲ့ပေါင်းလောင်းလမ်းမကြီးပေါ်မှာပါ။ဒီရင်ကြီးကိုလာကြည့်လိုက်ပါဦးအသစ်နေတိုက်အသစ်ဆက်ဆက်ကြီးနော်။အခုတက်နေုံပဲစိတ်ရှုပ်စရာဘာပြင်ဆင်မှုမှမလိုတော့တဲ့အိမ်အသစ်ဆက်ဆက်လေးမှာတစ်မိသားစုကျုံပြော့နေတာကိုမြင်အောင်ကြည့်ပါလား။ရေကျဲ40-60ဆိုတော့အနေထားကတော်တော်လေးကျဲကျဲဝန်းရှိလာပါတယ်။အခန်းတွေကခင်မီတဲ့ model design နဲ့အချောသက်ပေးထားတာမို့လို့အခုတက်နေရုံပါပဲ။ master bedroom တစ်ခန်း single နှစ်ခန်းပါပြီးအလင်းရောင်နဲ့လေဝင်လေထွက်ကောင်းအောင်တေချာလေးဒီဇိုင်းဆွဲပြီးဆောက်လုပ်ထားတာကိုတွေ့ရပါတယ်။အလားစိုက်ဖို့ flower box လေးတွေလည်းတေချာလုပ်ပေးထားသလိုအရေးရပင်တွေပါစိုက်ထားတာမို့တစ်နေ့တာလုံးအေးမြနေမှာပါ။စီပင်ရေ ground ပါဝင်ပြီးအနောက်လှည့်ဖြစ်တဲ့အပြင်အရေးကြီးဆုံးကခရမ်းအမီပေါက်ပြောင်းရမှာဖြစ်လို့ 100% စိတ်ချရပါတယ်။3900နေရာနဲ့ဒီလိုအိမ်မျိုးကတကွက်ပဲရှိတာမို့ဝါနဲ့တူအိမ်လာကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ဒီလိုအခွင့်ကောင်းနဲ့အိမ်သစ်ကိုပိုင်ဆိုင်ခွင့်ရဖို့ဆိုတာတကယ်တန်တဲ့အခွင့်အရေးတစ်ခုပါ။စိတ်ဝင်စားတယ်ဆိုရင်တော့ဝါတို့တရွှေတိုက်ကိုအခုပဲဆက်သွယ်လိုက်ပါရှင်။ကျေးဇူးပါ။